မြတ်စွာဘုရားမဖြေတဲ့မေကွန်း10မျိုးရှိမဖြေတဲ့မေကွန်းဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာတော့ဆိုမြတ်စွာဘုရားကအတ္တအသက်လိပ်ပြဝိညာဉ်ကောင်းဆိုတာဇီဝဆိုးဆိုတာကိုလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မေကွန်းတွေကိုမဖြေဘူးမြတ်စွာဘုရားမဖြေဘဲနဲ့ထားတယ်။အဲ့လိုမဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမေကွန်းမျိုးရှိနိုင်သလားရှိတာပေါ့နော်ဥပမာမဲ့လူတယောက်မှာအိမ်ထောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာသားသမီးမထွန်းကားဘူးနော်သားသမီးမထွန်းကားတဲ့မိသားစုမှာသူ့သားကဘယ်အရွယ်ရှိပြီတော့သားသမီးမှမရှိတာသူ့သားပဲအရွယ်ရှိပြီတော့ဆိုတဲ့မိကွန်းဘယ်လိုလုပ်ဖြေလို့မရတဲ့ဟာပဲလေဖြေလို့မှမရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိထင်ဂျပန်လားမိထင်ဂျာမနီလားလို့သွားမေးဘယ်လိုလုပ်ဖြေကိုမှမရှိတဲ့ကားအဲ့ဒီကားဘာအယောင်လုံးလို့ပြောရင်လည်းဖြေလို့မရဘူးလေအဲ့ဒီလိုမေးခွန်းမျိုးမြတ်စွာဘုရားကအတ္တဆိုတာကိုလက်ခံတာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့မပြောဘူးအဲ့ဒါနဲ့ကင်ပြီးတော့တရားကိုရှိတယ်လို့မပြောဘူးဒါကြောင့်အဲ့ဒါနဲ့ကင်ပြီးတော့မေးလို့ရှိရင်တရားဟာဆိုပါစို့လူဟာသိပြီးရင်ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုမေးခွန်းဟာဘယ်လိုမှဖြစ်လို့မရတဲ့မေးခွန်းလူမှမရှိတာနော်လူလို့ပြောတဲ့အရာမရှိဘူးပြောတဲ့နာမရှိတယ်လို့ဒီလိုခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမေခွန်း10ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအဗျာကတမေတ္တံဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အဗျာကတမဖြေဘူးလို့ဒီမေခွန်းကဖြေလို့ရတဲ့မေခွန်းတို့မဖြေဘဲထားတဲ့မေခွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မေခွန်းအဲ့ဒါလို့မြတ်စွာဘုရားဖြေလိုက်တဲ့အခါကျတော့ဒါဖြင့်အရှင်ဘုရားဒါကိုမပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုအေးရုပ်တည်နံနေအမှန်တရားတွေကိုသိရှိပြီးတဲ့နောက်မှာတရားတွေဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်တရားတွေဟာစင်ကြယ်မှုကိုရပြီးတောကပရိဒီဝါတွေဒုက္ခဒေါမနတတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဟာဒီလိုပဲဟောတယ်တရားကိုမဆိုလို့ဘူးပေါ့အဲ့ဒီလိုတရားဝတ်ကလွတ်တယ်ဆိုတာရုပ်တည်နံနေဒီကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ဒီလိုပဲဟောတယ်လို့မြတ်စွာဘုရားပြောတဲ့အခါသူကဘာမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူလောကသားတွေဟာဒီတန်တရားဝကဘယ်နှယောက်ထွက်သွားပြီလဲနော်အရှင်ဘုရားနီလန်တိုင်းလူတွေကိုတန်တရားဝကထွက်အောင်နီလန်ချပေးတယ်ဆိုရင်အဲ့ထက်ကတတ္တလောကကြီးတစ်ခုထဲမှာသုံးပုံတစ်ပုံလောက်တန်တရားဝကလွတ်သွားပြီလားသို့မဟုတ်တဝက်လောက်လွတ်သွားပြီလားဆိုတဲ့မေကွန်းပြန်မေးတယ်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားသူ့စကားမပြောတော့ပဲနဲ့ငြိမ်နေလိုက်တယ်အဲ့ဒီအချိန်လေးမှာရှင်အနန္ဒာကမြတ်စွာဘုရားနာရှိတယ်ရှိတော့ရှင်အနန္ဒာကဒီဥဒ္ဒယဟာသူမေးလိုက်တာကိုမြတ်စွာဘုရားမဖြေနိုင်ဘူးလို့အမှတ်မှားသွားလိမ့်မယ်တကယ်ကတော့မြတ်စွာဘုရားကခုနမေးခွန်းမဲ့သူပြန်မေးနေလို့မဖြေတာဟောတရားနဲ့ပတ်သက်တာနဲ့ပြန်မေးလို့မဖြေတာအဲ့တော့မြတ်စွာဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတစ်ပုံကနိဗ္ဗာန်ရသွားပြီဒုဥယေသုံးပုံတစ်ပုံရော့သွားပြီသုံးပုံထဝက်ရော့သွားပြီတရားတွေအနေနဲ့နိဗ္ဗာန်ရသွားပြီလို့မြတ်စွာဘုရားဒီလိုဟောရမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ်နေဆက်မှာတိတ်ထားတဲ့မြို့လုံခြုံရေးအတွက်
တင်းကျပ်ထားတဲ့မြို့တစ်မြို့မှာတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတစ်ပေါက်တည်းပဲထားတယ်ကျန်တဲ့အပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နေဆက်ကရှမ်းသူတွေနဲ့နီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နဲ့ထွက်တဲ့လူတွေကိုကြည့်တယ်ဝင်နဲ့ထွက်တဲ့လူတွေကြည့်တဲ့အခါကျသူဟာဒီနေ့လူဘယ်နှယောက်ထွက်သွားတယ်ဘယ်နှယောက်ဝင်တယ်ဆိုတာသူကြည့်တာမဟုတ်ဘူးသူစဉ်းစားတာဘာလို့ဆိုလို့ရှိရင်လိုက်ပြီးတော့မြို့ကိုစစ်လိုက်တဲ့အခါမှာဘယ်နေရာမှအပေါက်မရှိဘူးဒီတစ်ပေါက်ပဲရှိအဲ့ဒါလို့ဒီတစ်ပေါက်တည်းရှိတာကိုသိတဲ့အခါကျတော့တဲ့သူကဘယ်လိုဆုံးဖြတ်တော့အေးဒီမြို့ထဲဝင်တဲ့လူတွေအလုံးဟာဒီအပေါက်ကဝင်ဒီမျိုးကထွက်တဲ့လူတွေလည်းဒီတစ်ပေါက်ကပဲထွက်တယ်အဲ့ဒါလို့ဝင်တာလည်းဒီတစ်ပေါက်ပဲထွက်တာလည်းဒီတစ်ပေါက်ဆိုတာကိုသူသိတယ်လို့ပဲတဲ့မြတ်စွာဘုရားဟာလည်းပဲတဏှာဟုတ်ကလွတ်တယ်ဆိုတာဒီလမ်းကြောင်းနဲ့ပဲလွတ်တယ်ဒီလမ်းကြောင်းကလွဲတခြားလမ်းကြောင်းမဟုတ်ဘူးလို့လူတိုင်းဟာနိဝရဏတရား၅ပါးဖယ်ရှားခြင်းဘုဇင်9ပါးကိုပွားများအထုတ်ခြင်းတတိပဒံတရား၄ပါးပေါ်မှာစိတ်ကိုအခြေခံထားခြင်းဖြင့်မဂ္ဂင်၈ပါးကိုပွားများပြီးမှတဏှာဟုတ်ကလွတ်ကြတာလို့အလုံးဟာတဏှာဟုတ်ကလွတ်သမျှတွေဟာဒီလမ်းကြောင်းကသွားတယ်လို့မြတ်စွာဘုရားဒါပဲသိဒါကိုပဲနှလုံးသွင်းတယ်တရားဝါတွေဘယ်လောက်ရှိတယ်ဟုတ်လားတရားဝါတွေရဲ့ဥယျာဉ်ရဲ့တဝက်ဟာထွက်သွားပြီနောက်ထပ်တဝက်လောက်ကျန်သေးတယ်သုံးပုံတစ်ပုံထွက်သွားပြီနှစ်ပုံလောက်ကျန်သေးတယ်ဒီလိုဟာမျိုးပေါ်မှာမြတ်စွာဘုရားလုံးလမပြူဘူးလို့ဒီလိုဝင်ပြီးတော့ရှင်အနန္ဒာပြောလိုက်တယ်မေးတာမဖြေတာဟာခုနကလည်းတရားဝါအကြောင်းမေးတယ်အခုလည်းတရားဝါအကြောင်းပဲထပ်မေးလို့မြတ်စွာဘုရားအနေနဲ့တရားဝါဆိုတာကိုလက်ခံထားတာမဟုတ်သည့်အတွက်ကြောင့်ဒီမေကုန်းကိုမဖြေတာလို့ဆိုပြီးဥဒိယတုတ်မှာဒီလိုခေါ်ထားတာရှိတယ်နော်ဒီယူဝါဒတွေနဲ့ပတ်သက်လာလို့ရှိရင်အင်တာမလေးနဲ့တဲ့အတွေ့အမြင်တွေပေါ့နော်အဲ့တော့သူပြပိုက်အနေနဲ့ဒီလိုနေရင်ကနေမြတ်စွာဘုရားနဲ့တွေ့တယ်နောက်ပိုင်းမှာဘုရားသာသနာကိုသူကြီးညိုလာတယ်မြတ်စွာဘုရားနဲ့တွေ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ကြီးညိုလာတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့သူယဟန်ခံတယ်နော်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတဲ့အခါမှာသူဟာယဟန်ရဲ့သီလကိုစင်ကြယ်အောင်မကြိုးစားပဲနဲ့သီလပြည့်စုံအောင်မကြိုးစားပဲနဲ့ကမ္မထတရားကိုပဲထိုင်တယ်ကိုကျင့်သီလကမပြည့်စုံဘူးအဲ့ဒါလို့ဖြစ်တဲ့အခါကျတော့သီလကိုအရင်တန်ရှင်းစင်ကြယ်အောင်ကျင့်နှက်လောက်အောင်မလုပ်ဘဲနဲ့တရားထိုင်သည့်အတွက်ကြောင့်တရားလို့မရဘူးအားထုတ်တာဘာတရားမှမရဘူးဖြစ်တယ်အဲ့တချို့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားစီကတရားယူပြီးတော့သူတို့တရားဓုတရားမြတ်ရတယ်ဆိုတာကိုဘုရားကိုလာလျှောက်တာကိုသူကသိတဲ့အခါကျတော့သူဟာတရားထုတ်ရတဲ့နဲ့တရားဓုမရတာဘာကြောင့်လို့ဆိုပြီးမြတ်စွာဘုရားစီဩဝါဒခံမယ်ဆိုတဲ့အနေထားနဲ့မြတ်စွာဘုရားကိုယဟန်ဖြစ်တဲ့ချင်းကပ်ပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုအချင်းချုပ်ကလေးတရားတစ်ပုဒ်ဟောပေးပါတဲ့ရှင်ဘုရားဟောတဲ့တရားအတိုင်းတပည့်တော်ဟာသက်စွန့်ကြိုးပမ်းအထောက်ပါမယ်ကြိုးစားပါမယ်လို့အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူ့အခြေအနေကိုကြည့်ပြီးတော့ကမ္မထံပေးတဲ့သုတ်တန်လေးတစ်ခုရှိတယ်။ဘာဟောလို့ဆိုတတ္တမ